မင်္ဂလာပါရှင် The Clinic Dinovo ကဒေါက်တာခန်လွင်ကျော်ပါရှင်2026မင်္ဂလာနှစ်သစ်မှာကျမတို့ချစ်ခင်လေးစားရတဲ့ client များအားလုံးပို၍ကျန်းမာပါစေပို၍ချမ်းသာပါစေအလားပါတရားနဲ့မိမိရဲ့ယုံကြည်မှုကိုပုံမူတည်ဆောက်နိုင်ကြပါစေအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ကြိုးစားရင်းနဲ့မိမိမှာရှိပြီးသားငွေနဲ့ပေးဝယ်လို့မရတဲ့မိသားစုချစ်ချင်းမြတ်တာတွေနားလည်ပေးမှုတွေကိုပိုင်ဆိုင်ထားတဲ့ကောင်းခြင်းတရားတွေကိုပုံမူထံမိုးထားတတ်ကြပါစေလို့ဆုမွန်ချွေရင်းနဲ့ Happy New Year ပါရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ The Clinic Dinovo စီကံမှာ Clinical Director ဒေါက်တာဆုံးမွေးမယ်ဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့စီကံကြီးရာဆိုရင်9နှစ်တာကာလကိုရောက်ရှိလို့လာပါပြီဒီကြားထဲမှာလေကျွန်တော်တို့ဒီအခက်အခဲမျိုးစုံပြောင်းလဲမှုတွေမျိုးစုံကနေကျွန်တော်တို့ရင်ဆိုင်ပြီးတော့နေရာအခုလိုနေရာတနေရာကိုရောက်ရှိလာတဲ့အတွက်ကျွန်တော်အများကြီးဝမ်းသာမိပါတယ်လာမယ့်နှစ်တင်မှာဆိုရင်တော့ကျွန်တော်ဒီကုသမှုအသစ်ပေါ့ကုသမှုအသစ်ကုထုံးအသစ်တွေနောက်တစ်ခုကကျတော့ဝန်ဆောင်မှုကောင်းကောင်းနဲ့ဒီထက်ပိုပြီးကောင်းမွန်တဲ့အရာတွေနဲ့ကျွန်တော်နေရာအသစ်မှာကျွန်တော်တို့ကုသပေးဖို့ကျွန်တော်ပြင်ဆင်ထားပါတယ်စီကံကိုရှင်းနေတာကာလအတွင်းအစစ်အမြဲလာရောက်အားပေးခဲ့ကြတဲ့ client တူတယောက်ချင်းစီကိုလည်းကျွန်တော်အထူးကျေးဇူးတင်ရှိပါတယ်နှစ်သစ်မှစကျမ်းမာပျော်ရွှင်ပါစေကြောင်းကျွန်တော်အထူးစွန့်မှုကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာကတော့ The Clinic Dinovo ရဲ့ဒေါက်တာခင်မန်းဖြစ်ပါတယ်ဒီတစ်နှစ်လုံးမှာ The Clinic Dinovo အပေါ်ကိုယုံကြည်အားကိုးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အခုလာမယ့်နှစ်သစ်မှာလည်း Clinic Dinovo ရဲ့ဒီဆက်အသစ်တွေနည်းပညာအသစ်တွေနဲ့အတူလူကြီးမင်းတို့ရဲ့အလားတရားကိုဆက်လက်ပြီးဖော်ဆောင်ပေးသွားအောင်ပါဒါကြောင့်မို့လို့နှစ်ဟောင်းရဲ့အညစ်အကြေးအားလုံးကင်းစင်ပြီးနှစ်သစ်မှာကြည်လင်ဝန်းပါတဲ့အသားရည်နဲ့အတူထာဝရစင်နုပြိုခြင်းကိုပိုင်ဆိုင်နိုင်ပါစေကြောင်း Clinic Dinovo ကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာဂျန်နီပါ The Clinic Dinovo ကိုအစဉ်တစိုက်အားပေးလာတော့ client တူတယောက်ချင်းစီတိုင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဒေါက်တာဂျန်နီကဆုတောင်းလိုက်ပါတယ်ရှင်အားလုံးပဲ Happy New Year ပါ